အားလုံးပဲမင်္ဂလာပါမျိုးတို့ကျွန်တော်တို့ YouTube ဖြစ်ဖို့ TikTok ကအမျိုးတွေအတွက်เนาะကျွန်တော်တို့တနင်္လာနေ့တနေ့ကုန်အတွက်เนาะ YouTube ဖြစ်ဖို့ကအမျိုးတွေအတွက်ကိုကျွန်တော်လာရောက်ပြီးတော့အခွေတင်မေးခြင်းဖြစ်ပါတယ်เนาะကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲတနင်္လာနေ့ပြီးတော့ဟိုတောက်တန်နေ့ထိအားလုံးအခွေကံကောင်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးတယ်ကျွန်တော်ရှိမှာကျွန်တော်ရဲ့ပတ်တီယူယုံကြည်နေတဲ့မမလုံးဝင်ကြတဲ့ကျွန်တော်ရဲ့เนาะမမဝင်တဲ့အမျိုးတွေအားလုံးလဲကျွန်တော်တို့တနင်္လာအဖွင့်နေ့ရနေပြီးတော့ဟိုအင်္ဂါနေ့ထိsorry ဟိုကျွန်တော်တို့တောက်တန်နေ့ထိကျွန်တော်ရဲ့မျိုးတွေအားလုံးပဲကံကောင်းကြပါစေလို့ဆုတောင်းပေးတယ်เนาะကျွန်တော်ပြီးခဲ့တဲ့ဘက်မှာတော့ကျွန်တော်ရဲ့ပတ်တီကတော့ဒါ2ရက်စတိုက်အောင်ခဲ့တယ်เนาะ1ရက်တော့လွတ်ခဲ့တယ်လွတ်ခဲ့ရတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ဒါရက်တွေကဒီလိုပိတ်ရများရင်အမှန်ကပြောရင်စဉ်းစားရတာလည်းခက်တယ်လို့ချပြီးတဲ့ကဏ္ဍတွေကကျွန်တော်ဘယ်လိုပြောမလဲပန်းပြန်ကြရများတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲအဲ့လိုရက်မစုံတဲ့နေ့ကျအပတ်ကြရင်ပေါ့နော်တတိယဝရနဲ့ကစားကြပါကျွန်တော်ရဲ့ဒီကျွန်တော်လည်းပြောခဲ့ပြပါတယ်နော်ပြီးခဲ့တဲ့ပါလေဒီလိုမျိုးဥစားဖြစ်ရင်ကျွန်တော်ရက်မစုံရင်လောဘမကြီးပိုင်းနဲ့ဖြည်းဖြည်းမှန်သွားကြပါလို့ကျွန်တော် line ပေါ်မှာကျွန်တော်တင်ထားပြပါပေါ့နော်စေတံအောင်နားလေလူတို့သိမှာလောဘကြီးတဲ့လူတို့ခံပေါ့နော်ပြီးခဲ့တဲ့ပတ်ဆိုတာညနေပိုင်းမှာကျွန်တော်ပြန်ချတော့ပြီးတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပြန်ကြကြရင်တော့ဘယ်ကောင်မှမခံနိုင်ဘူးနော်ကဲဘယ်လိုပဲဖြစ်ပါပြီးခဲ့တဲ့ဟာပြီးသွားပြီနော်လာမဲ့အစ်စ်တော့ဟိုတာကျွန်တော်တို့နော်အစ်စ်တစ်ခါပြန်နေပြီးတော့ကျွန်တော်မျိုးတွေအားလုံးပဲခံကောင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးတယ်နော်အဲ့တော့ကျွန်တော်ရဲ့ပတ်တီကိုကျွန်တော်ပြောချင်တာကျွန်တော်ရှိမှာပတ်တီကနှလုံးမှာနိုင်မလာခဲ့ပါဘယ်သူမှကျွန်တော်အတင်းမခေါ်ဘူးနော်အတင်းလဲလာပါလို့လည်းမပြောပါဘူးအဲ့တော့အခွေဆိုတဲ့ဒီလိုပါပဲခင်ဗျားတို့ကျွန်တော် line ပေါ်မှာတင်ပြီးခင်ဗျားတို့နိုင်မထိုးမနိုင်မထိုးနဲ့ဟောမင်းထိုးပါတော့နင်းထိုးပါမင်းထိုးပါဆိုပြီးတော့ကျွန်တော်အတင်းပြောနေတာမဟုတ်သူနိုင်တဲ့သူငါးလုံးနိုင်တဲ့သူငါးလုံးနိုင်တဲ့သူထိုးလိုက်မယ်ငါးလုံးကြိုက်တဲ့သူကြိုက်တဲ့သူထိုးလိုက်မယ်သူမှသူနိုင်တာမနိုင်တာယောက်ျားကြီးနာမည်နဲ့ဗျာမိန်းမလို့လိုက်ပြီးတော့ကောမရီကိုရေးပြီးတော့တကယ်မိန်းကလေးတွေရတော့တယောက်မှမရေးကြဘူးအဲ့တော့ကိုနိုင်ကိုထိုးလို့ဗျာမနိုင်မထိုးနဲ့လေနိုင်တဲ့သူထိုးလို့လေနော်ဗီဒီယိုကြည့်ရှုမှုပဲကြည့်လိုက်ကြည့်ရှုမှုဘယ်လောက်ရှိလဲဘယ်လောက်ထိဟိုတာဖြစ်လဲဆိုတော့ကြည့်လိုက်လေနော်ကျွန်တော်ကျန်တာဘာပြောချင်တော့စေတနာကိုလက်ခံစေတနာနဲ့ပေးတဲ့အတွက်စေတနာကိုပဲလက်ခံဒါပဲပြောချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှိမှာမဝင်နေတဲ့သူတွေဆိုရင်ပတ်တီနှလုံးမှာတနေကုန်စားတော့ကဝင်နေတဲ့သူတွေဆိုရင်တော့ကျွန်တော်ရဲ့ Viber နံပါတ်3999 60 90 60ခွန်3နောက်ပေးဖြစ်ပါတယ်အဲ့ဒီလုံးပဲကျွန်တော် Viber သုံးပါတယ်3999 60 90 60ခွန်3နောက်ပေးဖြစ်ပါတယ်အဲ့ဒီလုံးပဲကျွန်တော် Viber သုံးပါတယ်တန်တဲ့နံပါတ်နဲ့လာပြီးတော့ဟိုင်းတာတို့မမဝင်မလားလို့ဘာလို့မေးတဲ့သူဆိုရင်ကျွန်တော်မဟုတ်ပါဘူးကျွန်တော်သူများကိုဟိုင်းလည်းမဟိုင်းဘူးဘသူမှမဝင်မလို့ဝင်ပါလားဆိုပြီးတော့သူများဖိုင်ပါရှိလည်းမတော်သူများ message ရှိလည်းမတော်ကျွန်တော်ရှိလာမှတာเนาะကျွန်တော်လက်ခံတာပါဒါလေးကိုတော့ကျွန်တော်ဘယ်လိုပြောမလဲစေတနာတန်တန်နဲ့ကျွန်တော်ပြောပေးခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တင်းနေလာနေအဖွင့်နေတင်းနေကုန်အတွက်YouTube ဖြစ်ဖို့ကအမျိုးတွေအတွက်ကဲကျွန်တော်ပြေးမယ်နော်ကျွန်တော်တို့အခွေရတော့9 6 2ရယ်4ရယ်1ရယ်တင်းနေလာနေတင်းနေကုန်အတွက်ဖြစ်ပါတယ်9ရယ်6ရယ်2ရယ်4ရယ်1ရယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အမျိုးတွေတင်းနေလာနေအဖွင့်နေရနေပြီးတော့ဟိုဗုဒ္ဓနေဆိုဟိုတင်းနေလာနေဖွင့်ကျွန်တော်စကားတွေလည်းရောင်းနေပေါ့နော်တင်းနေလာနေဖွင့်နေရနေပြီးတော့ကျွန်တော်တောက်ကြနေနောက်ဆုံးနေကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲကံကောင်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်